မြန်မာပြည်ကြီးဝဲဒေသမားအတွက်ဆောင်ရွက်နေတာဒီပါတီပါကွယ်တပည့်ထွန်းတဲ့တောင်ညွန်းဒီပါမြန်မာပြည်ကြီးဝဲဒေသမားအတွက်ဆောင်ရွက်နေတာဒီပါတီပါကွယ်ကြီးလက်တော်ရွာအနှံ့တကယ်ဆောင်ရွက်နေပါတယ်ဆုံးရှုံးမှုတွေရောက်ွယ်အမှန်တရားပေါ်လွင်မယ်အောင်ဝမ်းစုခလေရစနစ်တွေထွန်းသစ်ခါသာရဲ့လေသမားသမရဟဲလို့တို့များကြွေးကြုံမယ်ကြိုးစားမယ်တို့ရီကြိုးစားမယ်ပါတီကုန်ရှိန်မြင့်အောင်ွယ်တို့များထူထောင်မယ်ကြိုးစားမယ်တို့ရီကြိုးစားမယ်ပါတီကုန်ရှိန်ဒီစပွဲလေးတိုက်နေတဲ့အချိန်မှာဟစ်တလာကဘာလို့လဲလို့ပြောရင်ပိုလန်ကိုတိုက်ဖို့အစီအစဉ်ရှိပိုလန်နိုင်ငံကိုတိုက်ဖို့အစီအစဉ်ရှိတဲ့အတွက်သူ့ဗိုလ်ချုပ်ကြီးတွေကိုအရေးပေါ်စီးဝေးခေါ်လိုက်ဗိုလ်ချုပ်ကြီးတွေအားလုံးကအရေးပေါ်စီးဝေးဆိုတော့ကြောက်လန့်နဲ့ပြေးလာပြီးသတိဆွဲပြီးတော့မှဘဲဥပုံသဝိုင်းတိုင်းမှာဟုတ်လားဟစ်တလာရဲ့မှတ်တရက်ပြီးကမှသူတို့ဗိုလ်ချုပ်ကြီးတွေကိုပြောတယ်မနေ့ပြန်အာယုံတက်မှာမနေ့လဲလိုက်တော့မှာပိုလန်ကိုတိုက်မယ်ပိုလန်ကိုနိုင်ငံကိုတိုက်မယ်ပိုလန်နိုင်ငံကိုတိုက်မယ်သဘောပေါက်ရလားဟုတ်ကဲ့သဘောပေါက်ပါတယ်အေးစီဝဲပြီးပြန်လို့ရပြန်ခိုင်းလိုက်ဟာငါတို့ကောင်းတော်ရဲ့ဒီတကောက်ပြောတယ်မိခွန်းတော်လိုက်လားအဲ့ဒါနဲ့နောက်တဲ့နိုင်ဝဲလောက်ကြတော့အရေးပေါ်စီဝဲရှိတယ်ခေါ်ပြန်ပြီအဲ့တော့ဘုံချုပ်တွေကလည်းပြေးလာကြအားလုံးသတိဆွဲပြီးလို့ဟစ်တလာရဲ့တေးသေးချာချာစပွဲကိုကြည့်ပြီးမှပြောတယ်မနေ့ပြန်အာယုံတက်မှာပိုလန်ကိုတိုက်မယ်ပိုလန်ကိုမနေ့လဲလိုက်တော့မှတိုက်မယ်ဟုတ်လားပိုလန်နိုင်ငံကိုတိုက်မယ်ပိုလန်ကိုရအောင်တိုက်ရမယ်လို့ပြောတာသဘောပေါက်လားသဘောပေါက်ပါတယ်ခင်ဗျာအားလုံးပြီးပြန်လို့ရဟာဒုက္ခပဲဒါပဲသို့တော့လည်းပြောသွားတယ်ဒါပဲအခုလည်းဒါပဲဘယ်လိုလုပ်ပါမလဲနောက်တစ်နာရီလောက်ကြာတဲ့ခါကျတော့ထပ်ပြီးခေါ်ပြန်တယ်အရေးပေါ်စီးပွားရေးဘိုလ်ချုပ်ကြီးတွေတားဆီးပြီးပြေးလာကြတယ်အားလုံးသတိနဲ့ဆွဲပြီးတော့မနေ့ပြန်ဟစ်တလာကြီးကပြောတယ်မနေ့ပြန်အာယုံတက်မှာပိုလန်နိုင်ငံကိုတိုက်မယ်လဲနိုင်ကုန်မှတိုက်မယ်ပိုလန်နိုင်ငံကိုတိုက်မယ်ပိုလန်နိုင်ငံကိုအောင်နိုင်ရမယ်လို့ပြောတာဟုတ်ကဲ့ဘောပါပါအေးပြန်လို့ရတယ်သွားပြီအားလုံးကောင်းဆောင်ပြီးတော့ယူသွားပြီလားမသိဘူးဟုတ်လားအဲ့ဒီလိုဖြစ်တဲ့အချိန်မှာနောက်တဲ့နိုင်ဝဲကြတော့ဟစ်တလာကြီးကခေါ်ပြန်တယ်အရေးပေါ်စီးဝဲခေါ်လိုက်တဲ့အတွက်အာယုတာစီပြီးရောက်သတိဆွဲလိုက်ဟစ်တလာရဲ့သဘောကိုလက်ထောက်လို့ရင်မရှိသေးဘိုးချုပ်ကြီးကဘာပြောလဲလို့ပြောမနေ့ပြန်လဲနိုင်တော့ဘောလန်ကိုတိုက်မယ်အာယုတက်မှာတိုက်မယ်နိုင်ငံကိုတိုက်မယ်ဘောလန်နိုင်ငံကိုတိုက်မယ်ပြောလိုက်တော့အေးခုမှမင်းတို့နားတယ်ဝင်သွားတယ်ဟဲ့